မြတ်စွာဘုရားလက်ထက်တော်ကာလတော့ဘာကိုအကြောင်းပြုပြီးတော့ဒီဒေသနာတော်ကိုဟောတာလဲလို့ဆိုဝါဥကာလမှာဆိုရင်ယဟန်တော်တွေဟာမြတ်စွာဘုရားစီကမ္မထမ်းလျှောက်ပြီးတော့ရေးကြည်ရမျက်နှုရဆိုသလိုမိမိတို့အစဉ်ပြေတဲ့တိတ်ဆိတ်ငြိမ်သက်တဲ့တောအုပ်တွေတောရွာတွေဝေးလံတဲ့ဒေသတွေကိုတွားပြီးတော့တရားအထုတ်လေးရှိကြတဝါတွင်ကာလမှာကြိုးစားကြတယ်စိတ်ကိုဆုံးမဖို့ကြိုးစားကြတယ်ပေါ့နော်တရားထုတ်တယ်ဆိုတော့စိတ်ကိုဆုံးမဖို့ကြိုးစားကြတာရွာတရွာရောက်သွားတယ်အဲ့ဒီရွာကရွာခေါင်းဆောင်ရွာသူကြီးကမာတိကာလို့ခေါ်တယ်အဲ့ဒီမာတိကာဆိုတဲ့ရွာတကြီးရဲ့နာမည်နဲ့မာတိကာရဲ့ရွာလို့ခေါ်တဲ့ရွာကိုရောက်သွားတဲ့အခါအဲ့ဒီယဟန်တော်တွေကိုရွာတကြီးရဲ့မိခင်ကြီးကတွေ့တဲ့အခါမှာချင်းညိုတရာပွားပြီးတော့အရှင်ဘုရားတို့ဘယ်ကြွကြမလို့တော့မေးတဲ့အခါဒီလိုပါပဲတရားထုတ်ဖို့အစဉ်ပြေမဲ့နေရာကိုသွားဖို့ပါပဲလို့ဆိုတော့သဘောပေါက်တယ်နေစရာလိုက်ချိကြတယ်ဆိုတော့သဘောပေါက်လို့အရှင်ဘုရားတို့ဒီရွာမိပြုပြီးတော့တောအုပ်ထဲမှာသရင်သုံးပါတပည့်တို့အရှင်ဘုရားတို့သရင်သုံးမယ်ဆိုရင်တပည့်တို့တရဏဂုံသီလစောင့်တည်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရမှာပါဒီရွာမှာပဲသရင်သုံးကြပါလို့ရွာတဲ့ကတောအုပ်ထဲမှာကပ္ပထာညောင်းတွေဆောက်လို့လူတန်းပြီးတော့ယဟန်တွေအဲ့ဒီမှာသရင်သုံးကြတယ်အဲ့ဒီလိုသရင်သုံးနေထိုင်တဲ့အခါမှာယဟန်တော်တွေဆိုတာတဝါနဲ့တဝါအချိန်ဖြုံးပြီးတော့စကားပြောမနေဘူးအချင်းချင်းဂတိကဝတ်ထားတယ်တို့တွေတရားအထုတ်ဖို့လာတာအဲ့တော့တရားကိုအချိန်ပြည့်အထုတ်ကြမယ်ဆွမ်းခံသွားတဲ့မိနစ်တစ်ချိန်ဆုံးကြမယ်ညမှာတရားဆွေးနွေးဖို့ဆုံးကြမယ်နေမကောင်းထိုင်မဲ့သာရှိလို့ရှိရင်လည်းခေါင်းလောင်းတစ်ခုကြောင်းမှာချိန်ဆွဲထားပြီးတော့နေမကောင်းတဲ့ကိုတော့ခေါင်းလောင်းတီးပြီးချက်ပေးလှုပ်เสียရှင်ဝိုင်းလှုပ်ကြမယ်ဆိုပြီးတော့ယဟန်တော်တွေဟာအဲ့လိုဂတိကဝတ်ထားပြီးတော့တပါးစီနှစ်ပါးမနေဘူးကိုနေရာကိုနေပြီးတရားထုတ်ကြတယ်တရက်တော့အဲ့ဒီရွာသကြီးရဲ့မိခင်ကြီးကကြောင်းသွားတယ်ကြောင်းသွားတော့ကိုရော်ဒီလေးတပါးမှမရှိပါလားပေါ့ရှာလို့မတွေ့ဘူးအဲ့မှာတိတဲ့တကားတယောက်ကမဟုတ်ဘူးခေါင်းလောင်းတီးလိုက်မှကိုရော်ဒီကြွလာမှာဆိုခေါင်းလောင်းတီးလိုက်တဲ့အခါကိုရော်ဒီကြွလာကြတာနှစ်ပါးတွဲလာတာမရှိဘူးဟိုသစ်ပင်အောင်ကထွက်လာဒီသစ်ပင်အောင်ကထွက်လာနဲ့တပါးစီရက်လွှတ်ချပြီးခေါင်းလောင်းရှိတဲ့စီကိုကြွလာကြအဲ့ဒီဒီကမကြီးကသူကမကြုံဘူးပဲမကြုံဘူးတော့သူစိတ်ထဲမှာအရှင်ဘုရားတို့တပါးနဲ့တပါးမတည့်ကြတာလားစကားမပြောကြတာလားလို့ဆိုမဟုတ်ဘူးတို့ကိုတရားကိုအထုတ်တယ်မနေ့ပိုင်းဆွမ်းတဲ့အချိန်မှာတော့တူတူသွားကြတယ်ညနေပိုင်းမှာတရားဆွေးနွေးတဲ့အချိန်မှာတော့ဆုံကြတယ်တခြားအချိန်မှာတို့တွေမဆုံရဘူးကိုတရားကိုအထုတ်ကြတယ်လို့ဆိုရှင်ဘုရားတို့ဘာအထုတ်တာတော့လို့ဆိုပြီးတော့လူတွေရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အင်္ဂါရက်32မျိုး32ခုတ္တသားလို့ခေါ်တယ်နော်ဆံမြင်မွေးခြင်းခြေသက်လက်သက်သွားအည်အသားအကျော်အယိုးချစ်စီညွတ်ဆွဲကိုခန္ဓာကိုယ်ထဲမှာရှိတဲ့အခေါ်တွေနဲ့အဲ့ဒီ32ခုတ္တသားကိုတဖြည်းဖြည်းလေးရွတ်ပြီးတော့ခေါင်းထဲမှာမြင်အောင်ကြည့်တယ်အာယုံပြုတယ်ခန္ဓာကိုယ်ထဲမှာဒီ32မျိုးပဲရှိတယ်ဆိုတာကိုလူတရံကြီးပျောက်လောက်သိထီအောင်သူတို့ရွတ်ဖတ်ပြီးတော့အာယုံစိုက်ပြီးတော့ပွားကြတယ်ပြီးတဲ့အခါကျတော့ဘယ်ရာမှမမြဲဘူးအလုံးကဖြစ်ပြီးပြတ်သွားတာပဲဆိုတဲ့ဖြစ်မှုပြတ်မှုသဘောတရားတွေကိုဆင်ញင်ကြတယ်ဆိုတာဒါဖြင့်အရှင်ဘုရားတို့ပဲလောက်ကောင်းသလားလို့ဆိုဘယ်ဟုတ်မလဲဘယ်သူပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်ဆို
သူလည်းလုပ်ပြရစေသူသင်ပေးပါလို့ဆိုအဲ့ဒီကမကြီးကိုကမ္မထသင်ပေးလိုက်တယ်အိမ်ရောက်တဲ့အခါကျတော့သူကသူယဟန်နေညွှန်ပြလိုက်တဲ့လမ်းအတိုင်းသူကချစ်ချက်ကြိုးကိုအထုတ်လိုက်တာအဲ့ဒီကမကြီးကအနာဂံဖြစ်သွားတယ်နော်ဉာဏ်ထက်ပြီးတော့သူကအရင်စောကြီးသောတပန်သက္ကရာကအနာဂံအဆင့်ထိအောင်ရောက်သွားတယ်အဲ့ဒီအနာဂံဖြစ်ုံနဲ့မကဘူးသူရဲ့တမာရီစွမ်းအားတွေကတက်လာပြီးတော့ဇံအဘိညာဉ်တွေပါရတာအဘိညာဉ်တွေကိုရလာတဲ့အခါကျတော့သူကြည့်ကျင်တဲ့နေရာကိုအာရုံပြုပြီးတော့အလင်းအောင်ဖြတ်ကြည့်ရင်ကိုရော်တွေဘာလုပ်နေတာဆိုတာသိတယ်နော်ကိုရော်တွေဘာလုပ်နေကြတယ်လဲကြည့်တယ်ကိုရော်တွေဘာလိုတယ်လဲဆိုတာလည်းကြည့်တယ်ကိုရော်တွေတရားဓုတရားမြတ်ရနေကြဗလားဆိုအဘိညာဉ်တွေကိုနဲ့ကြည့်တော့ကိုမြင်တယ်အလုံးဟာဘာတရားဓုမှမရချသေးဘူးသူတို့စ조사တော့မှရှိသေးတယ်အဲ့တော့မာတိကမတ္တာဆိုတဲ့ကမကြီးဟာခြေစမ်းကိုရော်တွေတရားဓုမရကြသေးပဲကိုဘာများအခက်ခဲကြုံနေကြပါလိမ့်မလဲနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့သေနာသနာနေရာထိုင်ခင်းကောင်းတယ်သေနာသနာတပ်ပယဆိုတာချင်းနေမှတ်တွေအကောင်မလုံးတွေဓာများလို့ရှိရင်လည်းချင်းကြိုက်တာနဲ့တရားထုတ်လို့မရဘူးအဲ့ဒါတပ်ပယမဖြစ်ဘူးလို့ခေါ်တယ်အဲ့နေရာမျိုးနော်အခုတော့သေနာသနာတပ်ပယလည်းဖြစ်တယ်ဥဒုတပ်ပယကြည့်မလားပူလွန်အေးလွန်တာမဟုတ်တော့ဥဒုလည်းတပ်ပယဖြစ်တယ်ဒီကိုရောတွေမှာတပ်ပယမဖြစ်တာဘာလို့ဆိုရင်အစာအာဟာရသူတို့ကြိုက်တဲ့အစာမဟုတ်ဘူးရတာနဲ့စားနေရတော့သူတို့မှာအာဟာရတပ်ပယမဖြစ်ဘူးတက္ကမကြီးကသိတယ်သိတာနဲ့အာဟာရတပ်ပယဖြစ်အောင်သူလုပ်ပေးမယ်ဆိုပြီးအာဟာရမျိုးစုံချက်ပြုတ်ပြီးကိုရောတွေကိုလောင်းလူပေးတယ်လောင်းလူပေးကြွလာတဲ့အခါမှာကိုရောတွေကိုနှစ်သက်ရာကိုဖုံးပေးပြီးတော့ကြောင်းပြန်ကြတော့ကိုကြိုက်တာလေးကိုစားရတော့စိတ်ကလည်းပိုချေနှံ့လာကျမကြီးကလည်းပိုကောင်းလာတော့တရားထုတ်ကြတော့အဲ့ဒီယဟန်တွေဟာအကုန်လုံးဝါလဲကျွရောတရားဓုတရားမြတ်ရယဟန္တာတွေဖြစ်သွားကြသူ့ရဲ့ကုညီထောက်ပံ့မှုနဲ့ယဟန္တာတွေဖြစ်သွားယဟန္တာဖြစ်သွားပြီးဝါကျွတ်တဲ့အခါကျတော့ထုံးစံမြတ်စွာဘုရားစီသွားပြီးတော့ရှောက်မယ်ဖျားဖူးမယ်ဆိုပြီးတော့ဒကမကြီးကိုနှုတ်ဆက်ပြီးပြန်ကြဖျားစီရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုကြိုးကြောင်းလျှောက်တော့ဒီမာတိကရွာကဥပဒကမကြီးရဲ့ခုံကျေးဇူးတွေကိုထည့်လျှောက်တော့အနန္တမရှိတဲ့ကိုရောတစ်ပါးကဒါကိုကြားတယ်ဒီဒကမကြီးတော်တဲ့အကြောင်းလျှောက်တော့ငါအဲ့ဒီရွာသွားရင်ခေါင်းမှာပဲဆိုပြီးသူစိတ်ကူးရဒီလောက်တော်တဲ့ဒကမကြီးတွေးချင်တယ်ဆိုသူအဲ့ဒီရွာသွားတယ်ရွာရောက်တဲ့အခါကျတော့ရောက်ချင်းကိုရောမြတ်ကဘာတွေးတော့ဆိုငါခုခီးပန်းလာတာတပည့်စီလည်းမလဲနိုင်သေးဘူးငါရဲ့အကြောင်းလေးငါတန့်ရှင်းအောင်မလုပ်နိုင်ဘူးဒကမကြီးကလူလွတ်ပြီးတန့်ရှင်းခိုင်းရင်ကောင်းမှာပဲသူကစိတ်အကြံသိတယ်လို့ပြောတယ်ဆိုတွေးလိုက်တာမကြခင်လူတယောက်ရောက်လာသူ့ကြောင့်လားတန့်ရှင်းပေးသွားရေမရှိဘူးရေခတ်ပေးရင်ကောင်းမှာပဲဆိုရေခတ်မဲ့လူရောက်လာအစားပြေးဖြော်ရမကလေးလာကြရင်ကောင်းမှာပဲဆိုရောက်လာဗျာအဲ့လိုသူတွေးတာတွေအကုန်လုံးရောက်လာမနဲ့ကြတော့လည်းပဲဘာဟင်းလေးစားရင်ကောင်းမှာပဲဆိုရောက်လာတယ်အဲ့ဒါလေသူစိတ်ကူးတာတွေမှန်သမျှအကုန်လုံးလိုက်ပေးလုတ်ပေးတဲ့အခါကျတော့အဲ့ဒီကိုတော့တဖြည်းဖြည်းလန့်လာတယ်တော့ကြငါမဟုတ်တာစိတ်ကူးမိရင်ငါဖမ်းမိရဖြစ်တော့မှာပဲခိုးတဲ့ခိုးတုံနဲ့တကွာတခိုးဖမ်းမိသလိုငါပုထုဇဉ်ဆိုတာတွေးချင်ရလျှောက်တွေးတာမဟုတ်တာတွေးမိရင်တော့ငါအဆက်ကွဲတော့မှာပဲဒီနေလို့တော့ဖြစ်တော့ဘူးဆိုပြန်သွားတယ်မနေရတော့ဘာလို့ဆိုသူတွေးသမျှအကုန်လုတ်ပေးတာမနေရတော့ပြန်သွားတော့မြတ်စွာဘုရားဘာလို့ပြန်လာတာလဲဆိုတော့ဒီအကြောင်းကိုပြောတယ်ဒီတက္ကမကြီးကသူတွေးတာမှန်သမျှအကုန်လုတ်တာဆိုတော့တပည့်တော်ဟာကောင်းတာလဲတွေးခြင်းတွေးမယ်မကောင်းတာလဲတွေးခြင်းကိုယ်စိတ်ကိုမနိုင်တော့မဟုတ်တာတွေတွေးမိရင်ရှက်ကွဲရကြည်ရဲ့ဆိုပြီးပြန်လာခဲ့တာဆိုတော့မြတ်စွာဘုရားမဟုတ်ဘူး